အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့မြန်မာပြည်မှာရွှေကိုဘယ်လိုတန့်စင်ကြလဲဆိုတာကိုအခုတူတာရစရာတင်ဆက်ပေးမှာပဲဖြစ်ပါတယ်အသုံးများဆုံးနည်းနဲ့အလွယ်ကုန်ဆုံးနည်းကတော့အရက်ခွန်ငရဲမီလို့ခေါ်တဲ့ nitric acid အသုံးပြုပြီးတန့်စင်တဲ့နည်းပဲဖြစ်ပါတယ်သူကအန်ဒီရရှိတဲ့ acid တစ်မျိုးကိုတတိထားကင်တွယ်ဖို့တော့လိုပါတယ်ဒီလိုရွှေတန့်စင်ဖို့ဆိုရင်မိမိတန့်စင်မဲ့ရွှေကိုအရင်ဆုံးချိန်တွယ်ရမှာပဲဖြစ်ပါတယ်ပြီးပြီဆိုရင်တော့ဘော်လို့ခေါ်ကြတဲ့ငွေတက်ထုကိုရွှေချိန်ရဲ့3ဆခန့်ချိန်တွယ်ရမှာပဲဖြစ်ပါတယ်ဒါဘော်လို့ခေါ်တဲ့ငွေတက်ထုဖြစ်ပါတယ်သူကအရန်တန့်လို့အခုလိုဖြူဖွေးနေတာဖြစ်ပါတယ်သူကမတန့်ဘူးဆိုနေနဲ့ဂျေးအောင်လေးပေါက်ပါတယ်သူကိုကျွန်တော်တို့လုံထဲမှာထည့်ပြီးကြိုပါပေါ့နော်ရွှေနဲ့ရောပြီးလုံထဲကိုထည့်တဲ့အခါဘော်ကိုအောက်မှာခန့်လုံရဲ့အောက်ခြေမှာခန့်ရွှေအလယ်မှာထားပြီးဘော်ကိုအပေါ်ကနေဖုံးရပါတယ်ဒီတော့ဒါကျွန်တော်တို့မီးစပေးပါတယ်သူကအခုလိုစပြီးတော့မီးတက်လာပြီဆိုရင်ကျွန်တော်တို့လုံကိုစပြီးနေရာချမယ်ပေါ့နော်လုံကိုနေရာချမယ်တခြားအထိုင်ကျအောင်နေရာချမယ်ချပြီးဆိုကျွန်တော်တို့ဖုံးပါမယ်နော်အဖုံးတာပါလဲဆိုကျွန်တော်တို့ဒီမီးတွေးထည့်တဲ့အခါကျရင်မီးတွေဒီလုံထဲကိုဝင်မှာဆိုလို့ပေါ့နော်အဖုံးဝင်တခြားဖုံးပါမယ်ဖုံးပြီးဆိုတော့ကျွန်တော်တို့ဒီလိုဘေးကနေပတ်ပြီးတော့မှမီးတွေကိုလိုက်ပြီးတော့ထည့်ပါမယ်ပြီးရင်သူ့ကိုဒါလေပုံနဲ့လေမုတ်ပြီးတော့ဖြစ်ထားလိုက်မယ်ပေါ့နော်နည်းနည်းနာယူဝက်လောက်ကြာလာပြီးစပြီးအေးပြောပါတယ်အေးပြောပြီးဆိုရင်ကျွန်တော်စပြီးတော့မွေပေးရပါတယ်မွေတန်နဲ့မွေပေးရပါတယ်ဘာလို့လဲဆိုတော့တို့အဲ့လိုမွေပေးမှတို့ကဒီရွှေထဲမှာပါတဲ့ကြီးတွေကထွက်လာတာဖြစ်ပါတယ်ကျွန်တော်တို့ကြုံနေရင်တကယ်လို့လိုအပ်တယ်ဆိုရင်ရန်စိမ့်တို့လက်ချတို့ထည့်ပေးရတယ်ပေါ့နော်အခုထည့်တာတော့ရန်စိမ့်ပါရန်စိမ့်ကိုဘာလို့ထည့်ရလဲဆိုရင်တချို့ပျော်ဖို့ခက်တဲ့ဂျေးတွေပါလေရန်စိမ့်ထည့်လိုက်မှပျော်သွားတာမျိုးအကြီးပျော်သွားတာမျိုးရှိတယ်ပေါ့နော်အဲဒါကြောင့်ကျွန်တော်တို့ရန်စိမ့်ကိုထည့်ပေးရတာပါမွေရင်းနဲ့ဂျေးတွေထွက်လာပြီဆိုအခုလိုမျိုးမွေတန်နဲ့ကလော်ပြီးတော့ဆယ်ထုတ်ရတယ်ပေါ့နော်ဒီလိုဆယ်ထုတ်လိုက်တဲ့ချော်တွေကိုတန်လင်ပန်းတစ်ခုထဲမှာခံပြီးဓာတ်နဲ့ချစ်ချပြီးတော့ထားရတယ်ပေါ့နော်ဒါခဏကဆယ်ထုတ်လိုက်တဲ့ချော်လေးခဲတော့เนาะအဲခဲတော့လေးတွေကိုတန်စုံထဲမှာထည့်ပြီးထောင်းရတယ်ထောင်းလို့ကြည့်တော့အမုံတွေကိုအခုလိုတန်လင်ပန်းထဲမှာပြန်ထည့်ပြီးတော့ဘဝညက်တောင်းအောင်ခြေရတယ်သူကအခုလိုမွေရင်းနဲ့ပါလာတဲ့တထုစားလေးတွေနဲ့ချော်နဲ့ကွဲသွားပြီဆိုရင်လေနဲ့မုတ်ထုတ်ပြီးတော့တန့်စင်ပေးရပါတယ်အဲ့တထုစားလေးတွေကိုလုံနဲ့ပြန်ထည့်ရပါတယ်ပြီးရင်ပြန်ထပ်မွေရပါတယ်ထပ်မွေတယ်ထပ်ဆယ်တယ်အဲ့လိုမျိုးပေါ့နော်ခဏအချိန်ချင်းချိုးတွေကုံသွားတဲ့ထိဆယ်ပေးရပါတယ်ဒီလိုအချိန်ချင်းဆယ်ရင်ချိုးတွေကုံသွားတဲ့ခါမှာတော့ရွှေကိုပွင့်ဖောက်ဖို့အချိန်ရောက်လာပါပြီဒီအကြီးကြိုထားတဲ့ရွှေတွေကိုရေထဲလောင်းထည့်ပြီးတော့အပွင့်ဖောက်မှာဖြစ်ပါတယ်ဒီပုံထဲကိုလောင်းထည့်ပြီးအပွင့်ဖောက်မှာပါဒါကတော့ငရဲမီးစားမဲ့နေရာဖြစ်ပါတယ်ဒါကတော့အငွေ့ဆုပ်တဲ့အိတ်ဇောဖန်ဖြစ်ပါတယ်ဒီလိုအိတ်ဇောဖန်ကိုစနစ်တကျဒီဇိုင်းဆွဲပြီးတော့ဒီဆောက်ရပါတယ်ဒါမှဘေးပတ်ဝန်းကျင်ကိုအထိခိုက်မှာဖြစ်ပါတယ်တဖြောင်နဲ့ဖြစ်နေတဲ့အတိုင်းကမိခိုးခေါင်းနိုင်ဖြစ်ပါတယ်ငရဲမီးငွေ့တွေကိုတော့ရေထဲမှာပျော်ဝင်စေပြီးတော့အနံ့မထွက်အောင်ပြုလုပ်လိုက်တာဖြစ်ပါတယ်ကျွန်တော်တို့ရွှေလောင်းမှု ready ဖြစ်တဲ့အခါမှာရွှေမလောင်းရင်လောင်းမဲ့ရေကိုအရင်လဲပေးရပါတယ်အခုဆိုရင်တော့ကျွန်တော်တို့စပြီးတော့လောင်းပါရမယ်ဒီလဲထားတဲ့ရေတွေကိုလောင်းထည့်မှာဖြစ်ပါတယ်လောင်းတဲ့အခါမှာတစ်ခုတတိထားမှာတနေရာလေးကိုလောင်းတာမဟုတ်ဘဲနဲ့ရေလဲတဲ့အတိုင်းကိုလောင်းတဲ့လူကလိုက်ပြီးတော့လဲပြီးတော့လောင်းပေးရတာဖြစ်ပါတယ်ဒါမှမခဲတော့မှာဖြစ်ပါတယ်မဟုတ်ရင်အပူချိန်အများများပြီးတော့တနေရာထဲမှာစုပုံပြီးခဲတော့မျိုးဖြစ်တတ်ပါတယ်ဒါကတော့လောင်းလို့ရလာတဲ့အပွင့်လေးတွေဖြစ်ပါတယ်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ငရဲမီစားမဲ့အိုးတွေကိုခဏနေရာပွင့်ဖောက်ထားတဲ့ရွှေနဲ့ဘော်ရောထားတဲ့ဟာတွေကိုပြောင်းဖို့အတွက်ကိုရေတွေကိုခတ်ထုတ်ရပါတယ်အခုဆိုရင်တော့ငရဲမီစားမဲ့အိုးတွေကိုပြောင်းထည့်ပြီးပဲဖြစ်ပါတယ်ကျွန်တော်တို့အစမှာပြောခဲ့လို့ပဲ nitric acid အသုံးပြုပြီးတန့်စင်တာဖြစ်ပါတယ်ဒါကတော့နောက်ထပ်ချွတ်ဖို့အတွက်ပြင်ဆင်ထားတဲ့အိုးလေးဖြစ်ပါတယ်ပထမချွတ်တဲ့ 18K ဖြစ်ပြီးတော့အခုဟာကျင်းရွှေဖြစ်ပါတယ်အခုဆိုရင်တော့ငရဲမီးစားထည့်ပါပြီငရဲမီးထည့်လိုက်တာနဲ့ဖြူနေတဲ့ဘော်တွေကချက်ချင်းအယောင်ပြောင်းပြီးအမဲရောင်ဖြစ်သွားတာကိုတွေ့ရပါမယ်ပထမဆုံးအရေးမို့ငရဲမီးများထည့်ပြီးတော့မီးဖို့ပေါ်မှာအချိန်ကြာတည်ထားမှာပဲဖြစ်ပါတယ်ငရဲမီးထည့်ပြီးရင်တော့မီးဖို့ပေါ်မှာ15မိနစ်ကနေမိနစ်20ခန့်တည်ထားမှာပဲဖြစ်ပါတယ်ခုလိုလိမ်မော်ရအငွေ့တွေထွက်လာတော့တွေ့ပြီဆိုရင်တော့ဒါငရဲမီးကစပြီးတော့ဘော်စားနေပေါ့နော်ပြီးရင်အဲ့အငွေ့ရဲ့အယောင်ကတဖြည်းဖြည်းပို့ပြီးတော့
။